အားလုံးသိကြတဲ့အတိုင်းပဲကဆုံလာပြီနေ့ညအာယုတက်ခဏိအချိန်မှာအာယုတက်တည်နဲ့တပြိုင်နဲ့ရတ္တမေရတ္တဖို့ကိုရပြီးရတ္တမေရတ္တဖို့ရဲ့အခြားမဲမှာတပ္ပိယုတ္တဉာဏ်ကြီးပါတွဲဖက်ပါလာပြီးသုံးလောကထွတ်ထားဖရာဖြစ်သူရောက်ရှိတယ်။အဲတော့ဖရာဖြစ်ဖို့ဆိုတာပါရမီဖြည့်တုံးကလည်းပဲအမတန်မှပင်ပင်ပန်းပန်းဖြစ်ရတယ်။တရားရှာတဲ့အခါမှာလည်းပဲပင်ပင်ပန်းပန်းရှာဖွေရတယ်။ပင်ပင်ပန်းပန်းခက်ခက်ခဲခဲကြင်ကြံကြုတ်ကုတ်အထုံးမှာဒီထူးခြားတဲ့အသိဉာဏ်ကြီးတစ်ခုရရှိလာတယ်။ဒါကြောင့်မို့ဖျားဖြစ်လာတဲ့အခါမှာကိစ္ဆေနမေအဓိကတံဆိုတဲ့စကားလုံးကိုသုံးတာ။ငါပင်ပင်ပန်းပန်းရှာဖွေပြီးမှရလာတဲ့ဟာလွယ်လွယ်လေးနဲ့ရတာမဟုတ်ဘူး။အင်တမကျိုးပန်းအထုတ်လို့ရလာတဲ့အရာဖြစ်တယ်နော်။အဲ့ဒါလို့ဖျားဖြစ်လို့ရောက်သွားတဲ့အခါမှာ49ရက်တာရရှိထားတဲ့အရတ္တဖို့ချမ်းသာကိုတဏှာတဏှာမှာ9ရက်စီ9ရက်စီတတ္တဌာန9ဌာနမှာတရင်သုံးနေထိုင်ပြီးတော့ထိုချိန်မှာဒီအစာအာဟာရသုံးဆောင်ခြင်းမရှိပဲနဲ့ဘုရားမြတ်စွာဘုရားဟာဒီဖလားသမဘချမ်းသာကိုခံစားပြီးတော့49ရက်အချိန်ကိုကုန်လွန်စေခဲ့တယ်တဲ့နောက်ဆုံး49ရက်မြောက်ပြီးတော့အစာအာဟာရပြန်ပြီးဖုံးပေးပြီးတဲ့နောက်အစပါလာညောင်းမင်းအောက်မှာထိုင်ရင်ဘာတွေစဉ်းစားမိတော့ဆိုတရားကိုပြန်ပြီးတော့ဆင်ញင်သုံးသပ်တာအဓိကတောခောမြာယံဓမ္မောငါသိတယ်ငါဟာတရားသူတရားမြတ်ကိုသိတယ်အဲ့ဒီငါသိတဲ့တရားဟာအဓိကတောခောမြာယံဓမ္မောဂံဘီရောအင်ဓမ္မနဲ့တယ်ဆိုတာတာမញ្ញံနဲ့လက်လမ်းမမီနိုင်ဘူးတယ်ဆိုလို့တာပေါ့ခံဘီရအလွန်နဲ့တယ်ဒုတ်တသောနဲ့သည့်အတွက်ကြောင့်